American နဲ့ Israel တို့ပူးပေါင်းပြီးတော့ Iran နိုင်ငံကိုတိုက်ခိုက်နေတာအခုဆိုလို့ရှိရင်တရက်နီးပါးပြည့်တော့မှာဖြစ်ပါတယ်။ကျွန်တော်မနေ့ည February 28ရက်နေ့ညပိုင်းကထုတ်ပြန်လာတဲ့သတင်းတွေအရ Iran နှိုင်းမဲ့ကောင်းဆောင် Ayatollah Ali Khamenei ကိုတေလျက်တွေ့ရတယ်ဆိုပြီးတော့ကျွန်တော်တို့သိထားရပါတယ်။ဒါပေမဲ့ဒီသတင်းကိုပထမဆုံးထုတ်ပြောလာတာက Reuters သတင်းဌာနဖြစ်ပြီးတော့ကျန်တဲ့သတင်းဌာန Newsweek, CNN ဒီသတင်းဌာနတွေကဆိုလို့ရှိရင် Reuters ကိုမှတဆင့်ကိုးကားပြီးတော့ရေးကြတာဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ဒီ Israel အခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ Jerusalem Post တို့သတင်းဌာနတွေကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Ayatollah Khamenei တေပြီးဆိုပြီးကျွန်တော်တို့ရေးသားကြတော့တွေ့ပါတယ်။ဒီမှာကျွန်တော်တို့အတီးပြုတ်ချက်ကိုစောင့်အောင်မှာကအီရန်အစိုးရဘက်ကနေပြီးတော့ဒီသတင်းကဟုတ်တယ်ဆိုတဲ့အတီးပြုတ်ချက်ထွက်လာတော့မှဒါကိုကျွန်တော်တို့တစ်ထက်ချဟုတ်ပြီဆိုတာမျိုးကိုပြောလို့ရမှာဖြစ်ပါတယ်။ဆိုတော့ပြီးခဲ့တဲ့နှစ်က2025ဇွန်လတုန်းကအချိန်နဲ့အခုချိန်နဲ့ကိုကြားကာလကိုတွက်ကြည့်လိုက်လို့ရှိရင်8လကျော်ကာလပဲရှိပါသေးတယ်။ဆိုတော့အခုဒါ8လကျော်ပြီးတဲ့အချိန်မှာဒုတိယတင်ထပ်တိုက်တာပါဆိုတော့ပထမတစ်ချိန်တုန်းကတိုက်ခဲ့တဲ့မြို့တွေပြန်ပါလာတွေ့တယ်အဲ့ဒါကတေဟီရန်မြို့တော်အီရန်နိုင်ငံမြို့တော်ပါလာတွေ့တယ်ပြီးတော့ Isfahan မြို့ပါလာတွေ့တယ်ခုတော့ဒါဘာသာရေးမြို့တော်ပေါ့နော်အီရန်မှာအင်မတန်နာမည်ကြီးတဲ့ဘာသာရေးမြို့တော် Qom မြို့ပါတယ်ပြီးတော့ Tabriz ဆိုတဲ့မြို့တစ်မြို့လည်းထပ်ပါ